ကျွန်တော်တို့ဘဝကိုပုံမှန်အဖြစ်နှစ်နဲ့ပဲတွေ့တယ်အဲ့တော့နှစ်နေရမယ်80နေရမယ်80နေရမယ်အဲ့တော့အကြာကြီးလို့ထင်ရတယ်ဒီကတခြားပုံနဲ့တွေ့ကြည့်မယ်โอเคဘဝကိုရက်သက်ဘက်နဲ့တွေ့ကြည့်မယ်ရက်သက်ဘက်နဲ့တွေ့လို့ဆိုရင်ဘယ်လိုခံစားရလဲ life in weeks မှာလူတယောက်ကပြန်ပြန်အသက်80နေရတဲ့ဆိုပါစို့80မတိုင်ခင်ဆုံးသွားတယ်လည်းရှိရနော်အဲ့ပြန်ပြန်80ပဲထားတော့အသက်တစ်နှစ်ကနေ20အထိကိုကြောင်းတက်တယ်တက္ကသိုလ်တက်တယ်โอเคအဲ့မဲ့20တောင်ကျော်ပါလိမ့်20 20 23ကျောင်းတက်အောင်ဆိုရင်အဲ့မှာ20ကနေ60ဆိုရင်အလုပ်လုပ်တယ်ဘဝရဲ့တဝက်လောက်ကအလုပ်လုပ်တယ်လို့ပြောလို့ရပါဘူးနော်တချို့လည်းတဘဝလုံးလုပ်ကြတယ်မတိမချင်းလုပ်ကြတယ်60တိကနေ80ကျတော့ဒါအတက်ကြီးပိုင်းပါသွားပြီโอเคဘဝရဲ့၄ပုံတပုံပေါ့နော်တက်ကြီးပိုင်း60တိကနေပြီးတော့80အဲ့တော့ကိုဘယ်နှစ်ပတ်နေပြီးသွားပြီလဲအဲ့ဟာတွေ့ကြည့်မယ်နော်ကိုအသက်40ဆိုလို့ရှိရင်2080နေပြီးတော့ရေးတဲ့ဘက်ပေါ့နောက်ဆက်2080နေပြီးလို့ရှိရင်ကန်သွားပြီဒါတော့တက်ကြီးရပါဖျားနာတွေထဲမတော်နော်အသက်30ဆိုလို့ရှိရင်30လူကဘယ်နှစ်ပတ်နေပြီးသွားလဲဆိုလို့ရှိရင်52နဲ့မြောက်လိုက်မယ်30 times 52ဆိုတော့1500နဲ့မှ60နေပြီးသွားပြီအသက်30ဆိုလို့ရှိရင်အဲ့ဟာကို4160 4160အသက်80ကို4160ရှိအောင်အဲ့ဒီနှုတ်လိုက်မယ်ဆိုရင်2006ပဲကျန်တော့တာအဲ့တော့အသက်အခုဒီဗီဒီယိုကြည့်နေသူကအသက်30ဆိုလို့ရှိရင်1560နေပြီးသွားပြီနောက်ထပ်နေဖို့ရက်သက်ပေါင်း2060ပဲကျန်တော့စဉ်းစားကြည့်ဒီဘက်ဘယ်လောက်မြန်လဲโอเคဒီဘက်ကုံသွားပြန်ဒီဘက်ကုံသွားပြန်အဲ့လိုမျိုး2006ဆိုလို့ရှိရင်ကန်သွားပြီလူကโอเคဒီခါလေးမှာအဲ့လိုလေးတွက်ကြည့်ရဆိုလို့ရှိရင်အော်ဘဝအရန်တူတာပါလားငါလှုပ်ရှားရေးလှုပ်ခွေရတော့အချိန်ဆွဲမနေတင်ဘူးလှုပ်တင်တယ်ဒီလိုမျိုးဖြစ်သွားတယ်โอเคအဲ့တော့တွက်ကြည့်ပါတွက်ကြည့်ပြီးလို့ရှိရင်ဘယ်နှစ်ပတ်နေဖို့ကြံနေလဲကွန်မန့်မှာရေးရနော်โอเคအဲ့တော့တွက်ကြည့်ပြီးသွားပြီဆိုရှင်လဲဘယ်လိုခံစားရလဲโอเคအချိန်နဲ့ပတ်သက်ပြီးဘယ်လိုခံစားရလဲအဲ့ဟာလေးကိုလည်းကွန်မန့်မှာရေးခဲ့လို့ရနော်โอเค